မွေးကလေးမွေးနေတာပါခင်ဗျာကြည့်ကြပါမြင်ဘူးကြလားနော်သူကလူတွေအများကြီးရှိတဲ့နေရာမှာမှဒါသူလဲဒီဖွားချိန်တန်လို့မအောင်နိုင်တော့ဘဲနဲ့ဒါမွေးတာဖြစ်မှာပေါ့နော်ဒီမှာဆိုရင်စူညံနေတာပဲလူတွေအများကြီးကလေးတန်တွေရောလူကြီးတန်တွေရောမြင်ဘူးလို့တအံ့တော်နဲ့ကြည့်နေကြတာပါမွေးသူကအကောင်လိုက်ပဲမွေးတာနော်တချို့မွေတွေကတော့ဟုတ်တယ်ဥပနဲ့မွေးတာရှိတယ်တချို့တွေကအကောင်လိုက်မွေးကြတယ်ဒီလူကြတော့မကြောက်ဘူးပေါ့နော်ဒါပေမဲ့ဒီမွေမျိုးကကျွန်တော်သိသလောက်တော့ဒါကရက်ကန်းကျိုးမွေလို့ခေါ်ပါတယ်အစိတ်ကတော့ရှိတယ်ဆိုပေမဲ့သူကလူကိုအန်ရမဖြစ်စေလောက်ပဲရှိတဲ့အစိတ်မျိုးပါမွေအကောင်လေးတွေကတော့မနေဘူးဗျဘယ်နှကောင်လောက်ရှိမလဲတော့မသိဘူးနော်လူတွေအရန်ရှုပ်နေတော့သူ့နာမှာသူလည်းကြောက်နေတာဖြစ်ပါလိမ့်မယ်မွေးတာလည်းအောက်ထားလို့မရတော့ခေါင်းကြီးကတရရန်နဲ့ကြည့်ပါပြုတ်ကြတော့မယ်တင်နေကြပါမွေးလို့တော့ပြီးသွားပြီအောက်ကကြာသွားတဲ့ကလေးတွေကသူတို့ကပကံလေးနဲ့ခံထားပြီးတော့တော်သေးတာပေါ့နော်ဒါစာနာတဲ့တော်ဝါချင်းစာနာတဲ့စိတ်နဲ့ကူညီပေးကြတာပါ